ဘာကြောင့်ခဏပြောရလဲရာတိုင်းတွေ့ရည်ရွယ်ထားတယ်ငါရဲ့ချစ်တွေပဲမထားမလဲအမင်းကိုဘယ်လောက်ထိချစ်တယ်လဲလို့ဘာကြောင့်ခဏမေးရလဲချိန်နေရှိသမျှငါဟာမင်းတွေ့ပြီးဆိုင်ရမှာအမမောဆုံးမေပင်လေဟာငါချစ်တဲ့ခြင်းတွေငါဆိုရမရှိမှသက်ရှင်မေပိုင်ဆိုင်တာအလုံးကိုပုံဝတ်ထားတယ်အိုးမင်းစိတ်ကြိုက်ပါပဲလုံးဝမျက်နှာလွဲထားတယ်ငါမင်းကိုမချင်နာဘူးလို့ဘာကြောင့်ခဏပြောရလဲဒီလိုစကားနဲ့ချီနောင်မထားနဲ့ခွေမပြောတတ်တာငါအားနေချင်ရင်မတီးနေမမင်းချစ်တွေကြောက်လိုက်မပြတ်စီနိုင်ဘူးရုပ်စင်းနေဒီလိုမင်းတွေနင်းသာမြင်တဲ့ရင်ဖြေးကြမလို့ပါဘူးပင်လေဟာငါအချစ်တဲ့ခြင်းတွေငါဆိုရမရှိမှသက်ရှင်လေးနေပိုင်ဆိုင်တာအလုံးကိုပုံဝတ်ထားတယ်အိုးမင်းစိတ်ကြိုက်ပါပဲလုံးဝမျက်နှာလွဲထားတယ်